င်္ဂလာပါပရိသတ်ကြီးတမိနစ်အတွင်းနိုင်ငံရေးသတင်း၅ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်ရှင်ပထမအဆုံးသတင်းတစ်ပုဒ်ကတော့အရှိတီမောအားအာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်တရားဝင်ထည့်သွင်းဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ထိုနိုင်ငံဟာ17နိုင်ငံမြောက်အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာတာပဲဖြစ်ပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်ကတော့ဘယ်လာရုနိုင်ငံထက်မှ weather balloons မိုးလေဝသဘောလုံးအမြောက်အများဝင်ရောက်လာပြီးတဲ့နောက်မှာတော့ Lithuania နိုင်ငံဘက်က၎င်း၏မြို့တော်လေးစိတ်နှင့် Belarus နိုင်ငံနှင့်ဆက်ဆက်နေသောနယ်နိမိတ်များအားပိတ်ချပစ်ခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ယခုလိုဖြစ်ပွားတာဟာဒီတလအတွင်းမှာပဲ၄ချိန်မြောက်ဖြစ်ပြီးတော့ဒါဟာနိုင်ငံလုံခြုံရေးကိုချိန်ချောက်နေတယ်လို့လည်း Lithuania နိုင်ငံဘက်ကဆိုပါတယ်ရှင်တတိယသတင်းတစ်ပုဒ်ကတော့ KCNA သတင်းအရမြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဟာရုရှားနိုင်ငံနဲ့ Belarus နိုင်ငံများထံသို့တွားရောက်ရန်ပြင်ဆင်နေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ရုရှား Belarus နိုင်ငံများနဲ့တန်ခင်းတမန်ခင်းဆက်ဆံရေးအားပုံမခိုင်းမာရန်အတွက်အခုလိုတွားရောက်မှာလို့လည်းဆိုပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ American သမ္မတ Donald Trump ကကနေဒါမှပို့ကုန်များအား10%အခွန်တိုးကောက်မယ်လို့ကြေညာခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ထို့သောကြေညာခဲ့မှုကြောင့် American နဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ကနေဒါနိုင်ငံနှင့်ကုန်သွယ်ရေးစစ်ပွဲအရှိန်မြင့်လို့နေပါတယ်ရှင်နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ပါကစ္စတန်နိုင်ငံကာကွယ်ရေးဝန်ကြီးကအာဖဂန်နစ္စတန်နှင့်ငြိမ်းချမ်းရေးဆွေးနွေးမှုမအောင်မြင်ပါကစစ်ပွဲစတင်သွားမည်ဖြစ်ကြောင်းတတိပေးလိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်နှစ်နိုင်ငံကြားနယ်စပ်ပြဿနာများကတော့အရှိန်အဟုန်မြင့်လို့နေပါတယ်ရှင်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်